ထိုင်းမျိုးသားတစ်ယောက်ကမြန်မာမျိုးသမီးမအေးအေးဖြူကို29ရက်နေ့ကလေဘင်းနီးတက်ဖြတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ရဲမင်းထက်ပါ။မနေ့က29ရက်နေ့10လပိုင်း2025ခုနှစ်မှာကျွန်တော်တို့မဲဆောက်မြို့မှာမြန်မာမျိုးသမီးတူကိုထိုင်းမျိုးသားတစ်ယောက်ကလေဘင်းနီးတက်ဖြတ်တယ်။မဲဆောက်ရဲ့အဖေရုံးရဲ့အိမ်သာထဲမှာပေါ့အဲ့ဒီမှာမြန်မာမျိုးသမီးကိုထိုင်းမျိုးသားကအဓမ္မပြုခြင်းမှုကြံတဲ့အချိန်မှာမြန်မာမျိုးသမီးကရုန်းကန်တဲ့အတွက်ကြောင့်ထိုင်းမျိုးသားကလေဘင်းကိုဓာတ်နဲ့လှီးပြီးတော့ထွက်ပြေးသွားတာပေါ့အဲ့ထွက်ပြေးသွားတာထိုင်းရဲတွေက29ရက်နေ့မှာလိုက်ရှာတဲ့အချိန်မှာ29ရက်နေ့ည7:00နာရီအချိန်မှာအဲ့မျိုးသားကိုဖမ်းမိတယ်ဖမ်းမိပြီးတော့အဲ့မျိုးသားကိုစစ်စစ်မြန်းကြည့်တဲ့အချိန်မှာအဲ့မျိုးသားကတို့မြန်မာမျိုးသမီးလေးကိုအဓမ္မပြုကျင့်မှုဆိုပြီးတော့သူကလှုပ်တဲ့အချိန်မှာမြန်မာမျိုးသမီးကရုန်းကန်တော့သူကစိတ်လိုက်မှသူကလေဘင်းလှီးပြီးတက်ပြီးတော့ထွက်ပြေးသွားတယ်။နောက်ပြီးတော့ဒီထိုင်းမျိုးသားကသူကရာဇဝင်မှာလဲသူကမတိမ်မှုအဲ့လိုပြစ်မှုနှစ်ခါကျူးလွန်မှုတယ်လို့ထိုင်းသတင်းတွေကဖော်ပြတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီက2019နှစ်ကတော့လေဒီထိုင်းမျိုးသားကဒီမတိမ်မှုတစ်ခါထပ်ကျူးလွန်တယ်ပြီးတော့ပြစ်မှုရှိတယ်။နောက်2022မှာလည်းဒီထိုင်းမျိုးသားကဒီမတိမ်မှုနဲ့ပဲတစ်ခါပြစ်မှုရှိတယ်။အဲ့ပြစ်မှုရာဇဝင်တွေလည်းရှိတဲ့အတွက်ကြောင့်ဒီတို့မြန်မာမျိုးသမီးတွေကတော့ကန်ဆိုးရတာပေါ့ဒီကောင်းတဲ့တွေ့သွားတာအဲ့ဒါကြောင့်မြန်မာမျိုးသမီးတွေလည်းတွားလာခယူဆိုင်ပါတယောက်တည်းမတွားပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီထိုင်းမျိုးသားတွေကတည့်ရတိုင်းပဲဆေးကြောင်လို့ရှိရင်ဒီလိုပဲလက်လုံနေတာအဲ့ဒါကြောင့်အခုလည်းအဲ့မြန်မာမျိုးသမီးတွေကတော့မသေးသေးပါဘူးဒီမဲဆောက်ဆေးရုံမှာစေကူတာမှုခံယူနေတဲ့အတွက်အားကြောင့်ဒီမြန်မာမျိုးသမီးမအေးဖြူလေးလည်းပြန်သွားလဲမြန်စစ်နိုင်ပါစေဗျာတကယ်စိတ်မကောင်းပါဘူးအဲ့ဒါကြောင့်တကယ်စိတ်မကောင်းဘူးဗျာကိုယ်မြန်မာမျိုးသမီးကိုဒီလိုလုပ်တဲ့ဆိုတော့ဒီထိုင်းမျိုးသားကိုလည်းပြစ်မှုတွေနဲ့အများကြီးနဲ့တရားစွဲနိုင်ပါစေလို့နော်ကျွန်တော်လည်းဒီလိုပဲဆုတောင်းရမှာပေါ့အဲ့ဒါကြောင့်တို့မြန်မာမျိုးသမီးလေးမအေးဖြူကိုလည်းတကယ်ဆုတောင်းပေးကြပါသူနဲ့ကျမရေးကောင်းအောင်လို့သူလည်းထိုင်းဆေးရုံမှာလေဘင်းတီးခံရတဲ့ဒဏ်ရာနဲ့ပဲသူထိုင်းဆေးရုံတက်နေတဲ့အတွက်အဲ့ဒါကြောင့်ကျွန်တော်လည်းဒီကြားတဲ့သတင်းလေးကိုလိုက်ပြောပြတာပါအားလုံးပဲမင်္ဂလာညချမ်းလေးပါတကယ်နော်စိတ်မကောင်းကြရပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ရဲမင်းထက်ပါဘိုင်ဘိုင်နောက်မှပြန်ဆုံပါနော်အခုကျွန်တော်ပြောတဲ့ဟာကအမားပိုင်နဲ့ခွင့်လို့ပါကျွန်တော်ကမလုပ်တတ်သေးတဲ့အတွက်အခုမှစပြီးလေ့ကျင့်နေတာပါအဲ့ဒါကြောင့်အမားပိုင်နဲ့ခွင့်လို့ပါကျွန်တော်ကိုလည်းဝေဖန်လို့ရပါတယ် comment ဒီမှာဝင်ရေးကြပါနော်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်အားလုံးနော်